င်္ဂလာပါရှင်တင်ဆက်မဲ့အစီအစဉ်လေးကတော့တတိမေ့တက်တဲ့သူရဲ့အကြောင်းပါတတိမေ့လွယ်နေတာဟုတ်မဟုတ်ဆုံးဖြတ်မယ်ဆိုကိုယ့်ရဲ့အုံနှောက်ထဲကဆဲတို့ဟာဖြိုးကနေဖြတ်ကနေဘယ်သူ့ဘယ်ပုံလှည့်လည်သွားတယ်လဲဆိုတာကိုတဘာဝအမြင်ရောသိပ္ပံအမြင်နဲ့ပါမြင်တက်နေဖို့လိုပါတယ်ဆိုတော့အာယုံနောက်လို့ခေါင်းနောက်တာလားတခုခုကြောင့်တတိမေ့လွယ်နေတာလားဘလို့အရာတို့ကတတိမေ့လွယ်ခြင်းနဲ့ပတ်သက်နေတယ်လဲဆိုတာကွယ်ပြပြသိထားကြရအောင်ပါတတိမေ့လွယ်နေတာလားတခုခုကိုချက်ကြလက်ကြမှတ်မိနေပြန်ပြောနေနိုင်ပြီးဆက်တွေးနိုင်ပါတယ်လို့မြင်မိသူကိုခေါင်းကောင်းတယ်အုံနောက်ရှိတယ်လို့သမုတ်ကြတယ်လीနော်တခါလက်တွေ့ဖြစ်နေတာနဲ့အစီအစဉ်မကြချက်ကြလက်ကြမသိမစင်စားတတ်ပါဘူးလို့မြင်မိသူကြတော့ခေါင်းမကောင်းဘူးလို့အပေါ်ယံကြည့်နေအလွယ်တမှတ်လက်ခံကြတယ်လीဒါကလူရဲ့အုံနောက်အတွင်းပိုင်းကိုအပြင်ပန်းကနေကြည့်လို့အသေးအချာမမြင်ပေမဲ့သူ့ရဲ့လှုပ်တာကိုင်းတာတွေးတာဒေါတာနဲ့တစ်စက်အုံနောက်လူရန်စာခွဲလိုက်တယ်ပေါ့တနည်းအားဖြင့်အုံနောက်အားကောင်းတာမကောင်းတာကိုရည်ရွယ်ပြောတဲ့သဘောတကယ်လူအုံနောက်ကိုလေ့လာတဲ့အခါမှာဆိုရင်တော့ကိုယ့်အကြောင်းကိုဂဂနနမသိသေးတဲ့ငငယ်ရွယ်ကလေးဘဝကနေပြီးတဖြည်းဖြည်းအုံနောက်ရောကိုယ်ခန္ဓာပါဖွင့်ပြလာဖို့ဟာအချိန်အတိုင်းတာတစ်ခုပေးရစမြဲပါဒီလိုအဖက်ဖက်ကမပြေဝမဖွံ့ဖြိုးသေးတဲ့ကလေးငယ်အရွယ်သေးသေးလေးကနေကိုအတွင်းရောအပြင်မှာတော်တော်ကြီးပြည့်စုံပြီဖြစ်တဲ့ဆယ်ကျော်သက်လူငယ်အရွယ်ကိုဖျက်ကျော်ရတယ်ဒီလိုကနေရင့်ကျက်ဖို့နေ့ရက်အဆင့်တွေကိုလူတိုင်းဖျက်ကျော်ကြရပါတယ်အဲ့ဒီမှာလူသားတို့ရဲ့အပြင်ပိုင်းကိုလက်အင်္ကာကြီးထွားတာအပြင်ကိုခန္ဓာအတွင်းပိုင်းနဲ့အစိတ်ပိုင်းတို့အားလုံးကြီးထွားကြတဲ့အထက်ကခေါင်းကောင်းဖို့မှာတော့အုံနောက်အာယုံကျော်အစိတ်ပိုင်းတွေအလုံးပြည့်စုံကုန်လုံးဖို့ပါဝင်ပေးရတယ်ပေါ့ဒါမှတခါတည်းအပြင်ပိုင်းခန္ဓာဗေဒအရာတိဆောက်ပြီးချိန်နဲ့အတူလိုက်ပြီးခန္ဓာဗေဒအတွင်းကပါဖွင့်ပြနေရမယ်အုံနောက်ဖွင့်ပြမှာလည်းအတွေးအခေါ်အတွေ့အကြုံတို့ကိုအတော်လေးရှားတင်တဲ့လောက်ပိုင်းဆိုင်လိုက်နိုင်မှာဖြစ်ပါတယ်ဒီတော့တတိမေးလွယ်တယ်မလွယ်ဘူးကောက်ချက်ချပုံမှာတော့လူတစ်ယောက်မှာသူ့ရဲ့အုံနောက်လဲပတ်သွားလာပုံဟာစကားပြောတယ်ပေါ့ဒါကြောင့်လေငငယ်ကအကြောင်းသင်ခန်းစာတွေတုန်းကအုံနောက်အာယုံကျော်လဲပတ်ပုံအကြောင်းကိုထဲဝင်သင်ကြားရတာပါပဲအုံနောက်ဖွံ့ဖြိုးရေးခြင်းကိုရှိလာမှဆက်ပြီးဒီလူဟာတတိမေ့လွယ်တာလားပုံမှန်အတိုင်းရှိတာလားလို့ခွဲခြားပြီးပြောနိုင်တယ်သတ်မှတ်နိုင်မှာ哦နော်တတိမေ့တတ်တာကတော့လူငယ်လူကြီးမရွေဖြစ်တတ်တာပါကျောင်းနေအရွယ်ကလေးတို့ဆိုရင်စားလုပ်ထားပေမဲ့လို့စာမွေးဖြေခံနေစိတ်ပူလွန်တာများလို့မေ့ရအောင်စာတွေမသိတော့တာမျိုးဒါမှမဟုတ်အလုံးလုံးတဲ့လူငယ်အရွယ်မှာဆိုလို့ရှိရင်ပစ္စည်းတစ်ခုခုမေ့ကြံရတာဘယ်နားမှာထားမိမှမသိတာမျိုးဒါမျိုးပေါ့နောက်ပြီးတစ်ခုခုစိတ်ရှုပ်တဲ့အချိန်ဆိုရင်အာယုံပဲကွာလို့အချင်းချင်းပြောတတ်ကြသေးတယ်ဒီမှာအသက်အရွယ်ငယ်ငယ်လေးဖြစ်တာအသက်ကြီးရင်တာနဲ့တိတ်မဆိုင်ပဲကိစ္စများများကြုံရပြီးအာယုံများများထားရလို့တော့မို့အတွေးတို့နောက်ကြည့်ရွှေ့ထွေးကုန်ပြီးတော့လုံးလက်စအကြောင်းအရာကိုမေ့လွယ်သွားတာမျိုးဖြစ်တတ်ကြပါတယ်စိတ်ရှုပ်လို့အာယုံဆိုင်ရခက်ခဲပြီးလုံးလက်စတွေးလက်စဝေဝါးသွားတဲ့သဘောပေါ့ကိစ္စတစ်ခုလုံးရင်အခုနေလုံနေရတဲ့ကိုထိုင်ရာခဏလေးထားသွားလိုက်တာနဲ့ပဲလုံးလက်ဆောင်မမှတ်မိတော့ပဲဘာလို့အောင်မသိရောင်နာဖြစ်နေပြီဆိုရင်ပဲငါတို့မိတက်လာပြီးအသက်ရလာလို့များလားလို့မကြည့်သေးတဲ့အသက်ကိုအပြစ်ပုံချမိသေးတယ်ပေါ့ဆိုတော့သတိမိလွယ်တာရာခိုင်နှုန်းများနေတာကတဘာဝအတိုင်းပဲလားဆိုတော့ဒီအချက်ကိုဘယ်လိုမျိုးတိုင်းတာမလဲဆုံးဖြတ်ကြမလဲအချိတ်ဆက်မိမြင်နိုင်ဖို့မှာတော့လူသားရဲ့အုံနောက်အလုံးရှုပ်တတ်တဲ့အချက်ကလေးများနဲ့အရင်ဆုံးဆက်ကြည့်မယ်နားဆင်ကြည့်ကြပါမယ်ဉာဏ်ရည်တုထက်သားတဲ့ဉာဏ်ရည်အစ်စ်လူအုံနောက်ဘယ်အသက်အရွယ်ရောက်ရွယ်သူတငယ်ချင်းအချင်းချင်းတစ်ခုခုလို့ဖို့မေးနေတာတွေ့တဲ့အခါမှာမင်းတော့အုံနောက်ကောင်းသေးရဲ့လားအာယုံကျော်စစ်စေးကြည့်အောင်လေဆိုပြီးတော့ခေါင်းကိုလက်ညှိုးထိုးပြပြီးစကြနှောက်ကြတာကြုံမှုကြပါတယ်နော်အုံနောက်ကောင်းမကောင်းမှာတော့လူတစ်ယောက်မှာသူ့ရဲ့အုံနောက်ကခန္ဓာကိုယ်တစ်ခုလုံးကိုအမိတ်ပေးနေတဲ့ဘဟုယုံကြုံဆန်းဆန်းပါဥပမာမနဲ့အိယာနိုးလာတာမျက်လုံးဖွင့်လိုက်တာလက်ကိုစပြီးလှုပ်လိုက်တာစကားပြောတာမနဲ့စာထစားတာရီတာငိုတာစိတ်တူတာချစ်တာကြောက်တာစသဖြင့်ဒါတွေအားလုံးကိုသူ့ရဲ့အုံနောက်ကစီမံခန့်ခွဲပေးနေတာပါ
ဒါကြောင့်လဲလူတယောက်ရဲ့အုံနောက်ကိုအရန်မြန်တဲ့ကွန်ပျူတာကြီးတစ်လုံးနဲ့ CPU လို့တင်စားကြတယ်ပေါ့အခုနေခေတ်အခါက AI ခေတ်ဆိုတော့ artificial intelligence ဆိုတဲ့ဉာဏ်ရည်တုလို့ပြောနေကြတာလည်းပဲတကယ်တော့လူရဲ့အုံနောက်ပုံစံကိုအခြေခံထားတာမျိုးပါပဲAI ကအလုံးတွင်နေဆိုပေမဲ့လို့လူအုံနောက်ကဉာဏ်ရည်အစ်စ်ဖြစ်တာမို့လို့ပိုတာတယ်ဆိုတာကိုတော့မငြင်းနိုင်ပါဘူးကွန်ပျူတာ AI ရဲ့မှတ်သားအားတက်ကိုလူသားအုံနောက်ရဲ့မှတ်သားအားပိုပြီးကောင်းတယ်။ဒါမို့လို့အုံနောက်ရဲ့အကူအတန်အဖို့အဆောင်တစ်ခုချင်းအလုံးလုံးပုံအသေးစိတ်ကိုအခုလိုသိပ္ပံထုံးကားတဲ့ခေတ်အထိတောင်မှသိပ္ပံပညာရှင်အားလုံးတို့ဟာအစုံအလင်မဖော်ထုတ်နိုင်သေးပါဘူး။လူရဲ့အုံနောက်အစကပိုပြီးထူးကြတာကိုဉာဏ်ရည်တုနဲ့နည်းနည်းရှင်းကြည့်ရင်ပဲလူအုံနောက်ဟာအသစ်သောပညာရဲ့တို့ကိုသင်ယူနိုင်တယ်အတွေ့အကြုံကိုလိုက်ပါမှတ်သားထားနိုင်တယ်အမှားကနေပြီးတော့သင်ခန်းစာယူနိုင်တယ်ဒါအပြင်ကွန်ပျူတာကလုံးဝမလုပ်နိုင်သေးတဲ့လူအုံနောက်ကပို့လုပ်နိုင်တဲ့အချက်ကတော့စိတ်ရဲ့ခံစားချက်ဖြစ်တဲ့ emotions တွေရှိနေတာပါပဲအုံနောက်တစ်ခုဟာဘယ်လောက်လင်းချင်းရှိလဲအုံနောက်ကိုခန္ဓာတိဆောက်ပုံတဘာဝသိပ္ပံတွေကလေ့လာကြည့်မယ်ဆိုရင်လူကြီးတစ်ယောက်ရဲ့အုံနောက်ဟာဗျမ်းမြအဖြစ်3ပေါင် 1.3 ကီလိုကျော်လောက်အလေးချိန်ရှိတယ်လို့ဆိုပါတယ်ကလေးသေးသေးလေးအဖြစ်နဲ့မွေးကစားမှာတော့ကိုအလေးချိန်ကိုခဏဖယ်ထားပြီးတော့သူ့ရဲ့အုံနောက်တစ်ခုတည်းကိုအလေးချိန်ချိန်ကြည့်မယ်ဆိုလို့ရှိရင်အုံနောက်ဟာတစ်ပေါင်တအလေးချိန်ပဲရှိပါသေးတယ်နော်ပြီးတော့ကလေးဘဝကနေတဖြည်းဖြည်းကြီးထွားလာတာမို့လို့အုံနောက်ဟာ2ပေါင်လောက်အထိဆက်ပြီးကြီးထွားလာနေပါတယ်တပံလူကြီးအရွယ်ဖြစ်လာတဲ့အခါအုံနောက်ရဲ့အလေးချိန်ဗျမ်းမြ3ပေါင်ဝန်းကျင်ဖြစ်လာပါပြီဆိုတော့ယောက်ျားမိန်းမဆိုတဲ့လိင်အမျိုးအစားနဲ့ခန္ဓာကိုယ်အရွယ်အစားပုံမူတည်ပြီးကြည့်မယ်ဆိုရင်အုံနောက်လေးတာချင်းဟာတဦးနဲ့တဦးခက်နေနေတာကွာတယ်လို့ပြောရပါမယ်ဒီတော့တို့လူသားများရဲ့အုံနောက်ဆဲကလေးတွေကမွေးပြီးကာစားကလေးကစတင်လို့ဆဲကြောသက်အရွယ်အထိဆက်လို့ဖွင့်ပြိုလာတယ်ဆိုပေမဲ့တစ်ချိန်တည်းမှာတင်အကုန်အလုံးပြည့်စုံမရင်ကျန်နိုင်သေးပါဘူးတကယ်တမ်းလူသားတို့ရဲ့အုံနောက် cells တို့အကုန်လုံးအားအင်အပြည့်ဖွံ့ဖြိုးပြီးဖြစ်မဲ့အချိန်ကတော့အသက်20ကျော်အလယ်ပိုင်းကနေပြီးတော့အသက်20နှောင်းပိုင်းအထိစောင့်ပေးရပါတယ်တဲ့ဒီနောက်ပိုင်းမှာတော့အုံနောက်ကရှင်းကျက်လာတာသိကြပြီပေါ့အုံနောက်ရဲ့အစိတ်ပိုင်းတွေကိုအသေးစိတ်ခွဲကြည့်ကြမယ်ဆိုရင် anatomy သဘောနဲ့ပြောမယ်ဆိုရင်နာမည်ခေါ်တွေတော့သိများတယ်။ဥပမာအုံနောက်အကြီးပိုင်းအုံနောက်အငယ်ပိုင်း cerebrum cerebellum frontal parietal occipital စသဖြင့်ထားပါတော့။ဒါကငယ်တုန်းကသင်ကြားပြီးသားမို့လို့သိထားကြပြီးသားပါ။အဲ့လိုအစိတ်အပိုင်းအားလုံးထဲမှာအသက်အရွယ်20ကျော်နောက်ပိုင်းအုံနောက်ရဲ့နောက်ဆုံးအနေနဲ့ဖွံ့ဖြိုးရင့်ကျက်လာတဲ့အစိတ်ပိုင်းကိုတော့အုံနောက်ရဲ့အရှေ့ဘက်ပိုင်းမှာရှိတဲ့ prefrontal cortex လို့ခေါ်တဲ့နေရာပါတယ်နော်။အဲ့ဒီ prefrontal cortex ကဖွံ့ဖြိုးပြီးမှလူကြီးဖြစ်လာတယ်လို့ဆိုရတယ်။ဘာလို့ဆိုဒီနေရာအဓိကလှုပ်ဆောင်ချက်ပေးတာကတော့လူရဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ဘယ်အလုပ်ကိုအရင်လုပ်တင်တယ်လဲလို့အကွက်ကြစဉ်းစားစီစဉ်လာတတ်ဖို့နဲ့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလိုက်လျောညှိထွေးထိမ့်သိမ့်နိုင်အောင်ကူညီပေးတာမို့လို့အုံနောက်ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတွေကမှနောက်ဆုံးဖွံ့ဖြိုးတဲ့အစိတ်ပိုင်းဆိုပေမဲ့သူပါမှသာလူဟာရင်ကျက်လာမယ်သဘောပါပဲအချက်ပြအားကောင်းလို့နဲ့အာယုံကြောတွေအုံနောက်အစိတ်ပိုင်းတွေကိုနာမည်တစ်ခုချင်းစီခေါ်တာကသိကြပြီးသားအတိုင်းပါပဲဒီတော့အာယုံကြောလေးတွေအုံနောက်ထဲပြီးလွှားပြီးအလုတ်လုတ်ပုံနဲ့တွဲပြောကြရအောင်ပါအရင်ဆုံးတစ်ခုစဉ်းစားကြည့်အောင်ပါမြို့ကြီးတစ်မြို့ထဲမှာအိမ်တွေတန်းနဲ့ချီပြီးရှိနေုံမြမြို့ကလဲပတ်နိုင်မလားဆိုရင်တော့မလဲပတ်နိုင်သေးဘူးပေါ့အိမ်တွေကိုဆက်ထားတဲ့လမ်းတွေတရားတွေလမ်းစုံတွေဒါတွေကောင်းကောင်းရှိမှလူကသွားနိုင်လာနိုင်မယ်ကုန်ပစ္စည်းတွေပို့ဆောင်နိုင်တယ်ဒါမှလည်းမြို့ကအသက်ဝင်နေမှာဖြစ်ပါတယ်တို့ရဲ့အုံနောက်ကလည်းဒီလိုပါပဲအုံနောက်ထဲမှာအာယုံကြော cells လို့ခေါ်တဲ့ neuron တွေဘီလီယံနဲ့ချီပြီးတောင်ရှိရပါတယ်ကဏ္ဍနဲ့ပြောမယ်ဆိုရင်3ပေါင်တောင်အလေးချိန်ရှိတဲ့အုံနောက်ထဲမှာအာယုံကြောအမြင်သေးသေးလေးတို့ဟာ86ဘီလီယံနီးပါးကူတန်းပြီးအလှုပ်လုပ်ပေးနေတာပါတဲ့
ဒီအာယုံကြော cells တွေကတစ်ခုနဲ့တစ်ခုလျှက်စစ်မီလို့အချက်ပြ signals တွေပို့ပြီးတော့အချင်းချင်းအပြန်အလှန်စကားပြောကြတယ်ဆိုတော့အုံနောက်ဘာသာစကားလို့ပဲဆိုကြပါစို့ဒါပေမဲ့အုံနောက်ကိုညံကောင်းစေတာကတော့ neuron အရေးအတွက်မဟုတ်ပါဘူးတဲ့နော် neuron တွေအချင်းချင်းဘလောက်ကောင်းကောင်းဆက်သွယ်နိုင်ကြတယ်လဲဆိုတာကပိုပြီးတော့အရေးကြီးရဲ့အချိတ်အဆက်အားကောင်းရတယ်ပေါ့အာယုံခံ neuron တစ်ခုချင်းစီကိုအိမ်တစ်လုံးလို့စဉ်းစားကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအိမ်တွေကိုတစ်ခုနဲ့တစ်ခုဆက်ထားတဲ့လမ်းတွေက neuron ရဲ့ဆက်သွယ်မှုတွေဆိုကြပါစို့လမ်းတွေချုံးမွေ့နေသည်၍သတင်းအချက်အလက်တွေကတနေရာနဲ့တနေရာကိုခက်မြမြန်ရောက်ရှိနေတာပဲပေါ့ဒါကြောင့်တို့တွေကလူရဲ့မျက်နှာတစ်ခုကိုမှတ်မိနိုင်တယ်စကားပြောနိုင်တယ်အသစ်တွေတင်ယူနိုင်တယ်ဆုံးဖြတ်ချက်တွေချနိုင်တယ်အနေရကြုံလို့ရှိရင်လည်းချက်ချင်းပဲဒီ neuron တွေရဲ့လှုပ်ဆောင်ချက်နဲ့တုံ့ပြန်မိနိုင်တာပဲဖြစ်ပါတယ်အားပြေဝဖို့လိုနေတဲ့လူအုံနောက်ဒီတော့အုံနောက်ကတို့လူသားများရဲ့တကူလုံးကိုအလေးချိန်နဲ့ရှင်းကြည့်ရဲ့အခါမှာတေးသေးလေးပဲလို့ဆွဆွဲနိုင်မိမဲ့လို့သူ့အထဲကနေပြီးတော့အဆက်အသွယ်အကူးတန်းတွေတက်တက်လက်လက်ရှိလွန်လာပါတယ်အဲ့အတွက်ပြိုးကနေဖြတ်ကနေအာယုံကြော sick နဲ့ကူးတန်းများတဲ့အတွက်အုံနောက်တစ်ခုလုံးလှုပ်ရှားအသက်ဝင်မှုမှာတော့ဓာတ်အားများကိုရယူသုံးဆွဲနိုင်မှာပါပဲဆိုရင်အုံနောက်အာယုံကြောကောင်းမှုတက်ကြွလှုပ်ရှားရှင်သန်တွေးတောနိုင်မှုမှာဆိုရင်အောက်ဆီဂျင်နဲ့စွမ်းအင်ဓာတ်တွေအလုံးအလောက်ပေးယူရတယ်သူ့ကိုခက်မြမြရယူသုံးဆွဲပေးရပါတယ်ဒါကြောင့်အုံနောက်အတွက်အားပြည့်ပြီးတဲ့သွေးအားတွေမလုံလောက်တာအောက်ဆီဂျင်မရဘဲပြက်လက်အားပြော့တာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အုံနောက် cells တို့ဟာချက်ချင်းထိခိုက်နိုင်တာမျိုးပေါ့ဆိုရင်ကျန်းမာအောင်ထားပေးဖို့လိုတဲ့တို့ရဲ့လူသားအုံနောက်ကိုစွမ်းအားကောင်းနေဖို့အာယုံကြောအချက်လက်ပို့ဆောင်တာတွေဖြတ်လက်နေဖို့နဲ့တွေးတောနိုင်အားတွေမယုံရောဖို့မှာတော့အုံနောက်ကလေးထိခိုက်စေတဲ့ဝေဒနာတို့ကိုသိထားတင်တော့ပါပဲဒါမှသတိမိလွယ်တာခဏမဖြစ်ရအောင်လို့ရှောင်းနိုင်ရှားနိုင်မှာဟန်တာဖယ်ထားနိုင်မှာပဲဖြစ်ပါတယ်လူသားအုံနောက်ကိုဘယ်ဝေဒနာတို့ကဝန်ပိစေတာလဲအုံနောက်ကိုထိခိုက်စေတဲ့ယောဂဝေဒနာတွေမှာနာမည်တက်လို့ခွဲခြားပြောကြမယ်ဆိုလို့ရှိရင်ကဘာပေါ်ကလူကြီးအရေးအတွက်နဲ့တိုင်းတောက်လိုက်တဲ့အခါမှာတော့အဖြစ်အများဆုံးကအုံနောက်သွေးကြောတိတိလေးတွေထဲမှာသွေးခဲပိတ်လို့ဖြစ်ရတဲ့လေဖြတ်ယောဂ stroke ယောဂပါပြီးတော့အုံနောက် cells တို့ရော့ပါလာလို့မှတ်ဉဏ်အားတွေအားနည်းရုပ်လျော့လာတဲ့ Alzheimer ယောဂပြီးရင် Parkinson ယောဂနောက်တစ်ခုကအုံနောက်မှာအကျိတ်တစ်ခုခုရှိနေတာအုံနောက်ရောင်ရမ်းတာတက်အချက်ဖြစ်တဲ့ယောဂနဲ့ဦးကောင်းတန်ရာခက်ပြပြင်းရထားတွေကအာယုံကြောကိုထိခိုက်စေနိုင်တဲ့ယောဂတော့ဖြစ်ပါတယ်ဒီယောဂတွေရဲ့သဘောကတော့အုံနောက်ထဲက cells တို့ဝန်ပိစေလာတာမို့လို့အာယုံကြောအကူအတန်းလေးတွေလျော့နေလာတဲ့အတွက်မှတ်ဉဏ်အတွေးအခေါ်ကိုယ်လက်လှုပ်ရှားမှုနဲ့စကားပြောနိုင်စွမ်းရည်တွေကိုရေရှည်မှာထိခိုက်စေနိုင်တယ်လို့ပြောရပါမယ်။ဥပမာဆိုမြို့တွေကလမ်းတွေပြက်စီးသွားရင်ဘာဖြစ်မလဲပေါ့။ကားတွေပိတ်တယ်၊သွားလာရခက်တယ်၊အလုပ်တွေနှောင့်နှေးလာတယ်ပေါ့။ဒီလိုမျိုးတို့လူသားရဲ့အုံနောက်မှာလည်းအတူတူပဲအာယုံခံ neurons တွေအချင်းချင်းဆက်သွယ်တဲ့လမ်းကြောင်းတွေအားနည်းလာတယ်၊ပြတ်တောက်လာတယ်။ဒါပြင်သတင်းအချက်အလက်တွေကမရောက်တဲ့နေရာကိုအချိန်မီမပို့နိုင်တော့မပေးနိုင်တော့အဲ့ဒီအခါမျိုးမှာဆိုလို့ရှိရင်ဒီလူကိုကဗမာတွေ့ဘူးတာလေလို့မှတ်မိရခက်လာတယ်ပေါ့ပြောချင်တဲ့စကားလုံးမျိုးကိုလည်းရှာမတွေ့တော့ဘူးနေ့စဉ်လုံနေကြအလုပ်တွေကိုတော့မှမေ့လာနိုင်တတ်တာမျိုးပါပဲမှတ်ဉဏ်အားပျော့လာတဲ့ Alzheimer disease တွေလိုမှာဖြစ်ပျက်တာကဒီလိုသဘောခက်ဆန်ဆန်မှာအာယုံခံ neurons လေးတွေတဖြည်းဖြည်းပြည့်စည်လာပြီးတော့အချင်းချင်းဆက်သွယ်တဲ့လမ်းကြောင်းတွေလျော့နေလာတယ်အစပိုင်းမှာမေ့လျော့တာနည်းနည်းပဲဖြစ်ပေမဲ့လို့ယောဂတိုးလာတာနဲ့အမျှအဆက်အသွယ်တွေပိုပြီးပြတ်တောက်လာလို့မှတ်ဉဏ်စဉ်းစားနိုင်စွမ်းစကားပြောနိုင်စွမ်းနဲ့နေ့စဉ်ဘဝကိုကိုယ်တိုင်စီမံနိုင်စွမ်းတွေပါတဖြည်းဖြည်းကျဆင်းလာတတ်တဲ့သဘောပါဒါကြောင့်အုံနောက်ကျန်းမာရေးကိုထိမ့်သိမ့်နေဆိုတာအာယုံခံ neurons တွေကိုအကာအကွယ်ပေးတာတခုတည်းမဟုတ်ဘဲနဲ့ neuron အချင်းချင်းဆက်သွယ်တဲ့လမ်းကြောင်းတွေကိုအားကောင်းအောင်ထိမ့်သိမ့်ပေးရတာဖြစ်ပါတယ်ဆိုရင်အုံနောက်အားကောင်းမှုလိုက်နာတင်တာလေးတွေလိုက်လုပ်ကြပါမယ်အုံနောက်အားကောင်းမှုဒါလေးတွေလိုက်နာပါသတိမေ့လွယ်ဖြစ်ရတာအကြောင်းစုံလုံးလာပါတယ်အရေးကြီးအချက်အဖြစ်ကိုအနေနဲ့လှုပ်ပေးလို့ရတာကတော့ကိုယ့်ရဲ့အုံနောက်အာယုံကြောကိုတမ္မာအားကောင်းဖို့ထားပြီးတင်တာပါပဲ
အုံနောက်ကိုဂယုစိုက်ပြီးဖို့နေ့တိုင်းဘဝမှာလှုပ်ရင်ကိုင်းရင်မတိမတာစောင့်ရှောက်ပြီးသွားလို့ရပါတယ်။အရန်အခက်အခဲကြီးတကူးတကကြီးလှုပ်ပြီးရတာမျိုးလည်းမဟုတ်ဘူးပေါ့နော်။အုံနောက်အာယုံကြောအားကောင်းလို့အတွေးအခေါ်တွေရှင်သန်လန်းဆက်နေဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့တနေ့တာမှာအေးရေးဝဝအိပ်ပေးရပါမယ်။ကအညောင်းညပြေးတာလည်းဖြစ်ပြီးတက်ကြော်လည်းရှိနေစေဖို့ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပေးရပါမယ်။ကိုယ်စိတ်နှုတ်ပြိုလန်းဆန်းစေပြီးတော့သွေးလေပတ်တာကိုပုံမှန်ရနေဖို့မှာဟင်းနီဟင်းရွက်အသားငါအခွန်မာသည်ဒီလိုမျိုးအာဟာရအားကောင်းပေးနိုင်တဲ့အစားအစာတွေကိုအသင့်မျှတအောင်စားသုံးပေးတဲ့နဲ့အုံနောက်ဆဲလေးများရှင်သန်လန်းဆက်ပြီးတော့တွေးတောအားကောင်းဖို့အရေးမှာတော့စားဖက်မယ်အသက်အရွယ်ဆိုတာကိုကဏ္ဍတစ်ခုလိုပဲယူဆလို့ရတဲ့အတွက်ကြောင့်မလို့နေ့တိုင်းမှာအသစ်သောတင်ယူမှုတွေကိုပြိုးထောင်မယ်တင်ယူကြရပါမယ်တခါတငယ်ချင်းမိတ်ဆွေမိသားစုတွေနဲ့အပြန်အလှန်အပေးယူတတ်တဲ့မကြာခဏစကားပြောပြီးတော့ကိုယ့်ရဲ့စိတ်ကြည်နက်မှုကိုယ့်ရဲ့မိသားစုအဆောက်အအုံကိုတည်တံ့စေမယ်ပြီးတော့စိတ်ဖိစီးမှုဖြစ်တဲ့အခါမှာဆိုရင်လည်းပဲကိုယ်နဲ့တင့်တဲ့နီလန်တစ်ခုရှာဖွေပြီးရသမျှလေးရှော့ချပေးရပါမယ်စိတ်ဖိစီးတာကရှောင်လွှဲရခက်တယ်ဆိုတာတော့ဟုတ်ပါတယ်ဒီလိုဆိုပေမဲ့ကိုယ့်ရဲ့အာယုံကြော cells လေးများကိုအပြန်အလှန်ဆက်သွယ်မှုမှာအားမလျော့ရလေအောင်လို့ပြန်ပြီးတက်ကြောက်လိုက်ရအောင်လက်လန်းမီရတင့်တော်ရတဘာဝနီလန်တစ်ခုသုံးလို့ရှော့ကြည့်ဖို့တော့မမေ့သင့်ပါဘူးနောက်ပြီးအုံနောက်ဆဲတို့ရေရှည်မထိခိုက်ဖို့မှာအတက်နိုင်ဆုံးဆေးလိပ်တောက်သုံးတာကိုရှောင်ကျဉ်ပြီးတော့အရက်ကိုလည်းအလွန်အကျွံမတောက်သုံးဖို့ကိုတိုက်တွန်းအားပေးတင်ပါတယ်အခုပြောခဲ့တာတွေကတကယ်တော့လေကြားဘူးနာဝရှိကြပြီးသားတွေပါပဲလိုင်းနာလှုပ်ဆောင်မှုကတော့ကိုမကြတတိလေးထားပြီးတတိတရားလှုပ်ပေးတင်နေပေါ့နော်အခုဒီမှာတော့ကိုယ့်ရဲ့အုံနောက်မှာ cells တွေဖွံ့ဖြိုးတာတွေအတွက်ရောအာယုံခံဆဲကလေးများလမ်းဆက်ရှင်သန်မှုအတွက်ပါလိုအပ်တဲ့ကျန်းမာရေးအကျိုးအကြောင်းလေးများကိုသိပြီးတာအပြင်မှာအုံနောက်ကိုအာရော့စီရဲ့ဝေဒနာတို့ကိုလည်းတီးမိခေါက်မိပြီးမေးလျော့တာကဘလို့အကြောင်းချက်တွေကြောင့်လဲဆိုတာလည်းသိခဲ့ပြီးပါပြီဒီတော့အုံနောက်ဆဲတို့ရှင်သန်ဖွံ့ဖြိုးလဲပတ်နေမှာကိုမနာလိုတိုးရှိဖြစ်တယ်လို့ပြောရမလားနောက်ွယ်ကနေမတိမတာမကောင်းကြောက်ချလုတ်တတ်တယ်လို့ပြောရမလားဒီလိုမျိုးအုံနောက်အားနေဖို့လမ်းကြောင်းလေးရှိရဲ့ဝေဒနာတို့အထက်ကမှအာယုံရှုပ်ထွေးလို့တတိမေ့လွယ်ခြင်းအဆင့်ကနေပြီးတော့မှတ်ဉဏ် cells တွေယိုရင်းပျက်စီးလာတဲ့အထိအဲဇိုင်းမဝေဒနာစီကိုကူးတန်းသွားပုံဟာဘယ်သူ့ဘယ်ပုံကြောင့်ဖြစ်တတ်တယ်လဲဆိုတာကိုဆက်ပြီးစဉ်းစားကန်ဖွင့်ကြပါအောင်မယ်ဒါကိုနောက်တစ်ပိုင်းမှာဆက်လက်ပြီးတင်ဆက်ပေးသွားပါအောင်မယ်။သိလိုတဲ့အကြောင်းအရာများရှိရင် comment ပေးပြီးဝင်ရောက်ဆွေးနွေးမြင်လို့ရပါတယ်